所以နဲ့စလာပြီရှေ့ဆုံးမှာနေလို့ရလားမရတော့ဘူးလေ所以ဆိုတာအဲ့ဒါအကြောင်းမို့လို့ပြောတာဖြစ်တဲ့အတွက်အရှိအကြောင်းရင်းတစ်ခုရေးဖို့လိုသေးတယ်နော်ဒါဆိုသူ့ရှေ့ဆုံးမှာထားလို့မရဘူးဘာသာတော့ပြန်သွားမယ်所以我们必须节约用水ရေသုံးစွဲမှုကိုလျှော့ချရမယ်ရေသုံးစွဲမှုကိုချွေတာရမယ်ပေါ့必须ဘယ်လိုလုပ်ရမှာလဲမဖြစ်မနေလုပ်ရမှာနော်ရမယ်ဆိုပြီးတော့ပေါ့လေးမဟုတ်မဖြစ်မနေလုပ်ရမှာ保护环境ပတ်ဝန်းကျင်ကိုထိန်းသိမ်းပြီးတော့ကာကွယ်ရမယ်ပေါ့နော်အဲ့တော့ဘာသာပြန်ပြီးတော့ရင်နောက်တစ်ခုသွားမယ်地球提供给我们的水地球提供给我们ဆိုတော့ကဘာကြီးကငါတို့ကိုပေးထားတဲ့ရေတွေကစာတောင်းတော့မဟုတ်တော့နောင်းလေးပဲနော်အဲ့တော့ညွှန်းထားတာမပါဘူးစကားဆက်မပါဘူးရှေ့ဆုံးမှာနေလို့ရတယ်ခဏမှတ်ထား并不是ဟုတ်မနေပါဘူးမဟုတ်ပါဘူးပေါ့ဘယ်ဟာမဟုတ်တာလဲ subject မပါဘူးဒါဆိုရင်ဒါလည်းရှေ့ဆုံးမှာနေလို့မရဘူးဘာသာတော့ပြန်သွားမယ်并不是永远用不完的ထာဝရသုံးလို့မကုန်နိုင်တဲ့ဟာတွေတော့မဟုတ်ပါဘူးဒါဆိုရင် B က subject ပေးထားတယ် C က verb ပေးထားတယ်ဟုတ်တယ်နော်ဒါဆိုရင် B ရင်လာမယ်ပြီးတော့မှ C လာမယ်နောက်ဆုံးကျန်တဲ့ A ကနောက်ကလိုက်မယ်အဲ့တော့ဖြည့်ပြီးသွားရင်ဘာသာပြန်မယ်ကဘာကြီးကငါတို့ပေးထားတဲ့ရေတွေကထာဝရသုံးမကုန်နိုင်တဲ့ဟာမျိုးမဟုတ်ဘူးဒါကြောင့်မို့လို့ငါတို့ကရေသုံးဆွဲမှုကိုခြေတာရမယ်ကဘာကြီးကိုကာကွယ်ရမယ်